ဘူဖေးတစ်ခုတည်းမှာရင်နှစ်မျိုးစားရတယ်အိန္ဒိယရဲ့ဘာဘီယူရဲ့အဲ့ဒါမှစာရှိမြရလည်းပါလေအဲ့လိုမျိုးအရန်တန်တဲ့ဘူဖေးတစ်ခုကိုကျွန်တော်လာစားတာဒီဘူဖေးကတယောက်ကို3သိန်းဆိုရင်ပဲကျိုးပိုကင်ပြင်9000နဲ့စားလို့ရတယ်အဲ့တော့ဒီဘူဖေးမှာဘာပါလဲဆိုတာကိုပတ်ပြမယ်အင်းဖိုးရီထဲမှာဆိုလို့ရှိရင်စိတ်ပေါင်အချောင်းလက်ကြီးကင်ပေးရတယ်စိတ်ပေါင်ကင်ရှိတယ်နေ့လေးပဲ user မှာကျွန်တော်တို့ပေါင်လိုက်ကြီးပဲဆိုရင်လုံးဝ e-set နေရဒီဘူဖေးက Indian food ကအဓိကဆိုတော့ curry တွေပြောလို့ရှိရင်တခြား Indian food တွေတော်တော်စုံစုံလင်လင်လေးခင်းထားပြီးအနံ့ဆိုတော့လေမှုကြိုင်းနေရတယ်ဒီဓာတ်မောက်ဆိုလို့ရှိရင်လည်းစိတ်သားဓာတ်မောက်ကြက်သားဓာတ်မောက်2မျိုးရှိတယ်နောက်ပြီးတော့ကျွန်တော် favorite butter chicken နဲ့ပါတယ်ပြီးတော့ live station ထဲမှာဆိုရင်တိုးရှည်တွေပူရီတွေကိုချက်ချင်းကြော်ပြီးဒီဆိုလို့ရှိရင်လည်းကိုယ်စိတ်ကြအရသာကိုလောက်ခိုင်းလို့ရတယ်ကျွန်တော်အကြိုက်ဆုံးတော့ကျုပ်နဲ့ cheese နဲ့ထည့်ရတယ် cheese ပြုတ်တိုးရှည်ပဲဟိုတယ်ဘူဖေးတက်ပြီးတော့တိုးရှည်စားရတော့မပြောနဲ့8 cheese တိုးရှည်လေးကတော်တော်လေးကိုစားကောင်းတာဘာဘီကျူရောဘာတွေရလဲဆိုတော့ပြမယ် Indian buffet ဆိုတော့ဘာဘီကျူတွေကစားဒီတိုင်း plain ချတာပြီးပင်လယ်စာတွေကစားအရသာသေးချာနှက်ထားပြီးတယ်ဘာဘီကျူတွေအစုံပဲပြီးတော့အပြင်မှာအခုဆိုလို့ရှိရင်ဈေးကြီးနေဖြစ်တဲ့ကြက်ကင်တွေဘဲကင်တွေကိုအိမ်မှာ share စိတ်ကြိုက်စားလို့ရတယ်ပြီးတော့အချိုတုံရဲ့စိတ်ကြိုက်2မျိုးရွေးလို့ရတယ် noodle station လည်းရှိတော့အရေးတောက်လေးလည်းစိတ်ပူကြမှာအရှင်းပြီဆိုလို့ရှိရင်လည်း salmon bite တူနာနဲ့ရေပွဲတွေစိတ်ကြိုက်စားတော့မိနေဒီ buffet မှာဘီယာကလည်း free flow ပဲတူနာရဲ့ဒီ buffet မှာ buffet အမျိုးပေါင်း60ကျော်လောက်ရှိတယ်နောက်ပြီးတော့ buffet ဆိုရင်အရသာပိုင်းကိုရတာမရှိ buffet item တော်တော်များများကိုကျွန်တော်သဘောကျခဲ့တယ်အရှင်းပြီဒီထဲမှာဆိုလို့ရှိရင် salmon လေးကိုတော်တော်သဘောကျတယ် quality ကောင်းတာလေးကိုထည့်ပေးတာတယ်နောက်ဆုံးကျန်တာတွေအများကြီးမစားပဲ salmon ကြီးပဲထိုင်ဆိုင်အောင်တန်တယ်ချိုပွဲတွေထဲမှာဆိုလို့ရှိရင် Indian အချိုပွဲတွေထဲမှာလူကြိုက်များတဲ့အချိုပွဲလေးတွေပဲတီးတန့်ရွေးပြီးထည့်ပေးတာခြားကိတ်မုတ်စုံနဲ့တက်တွေပြောလို့ရှိရင်ရေခဲမုတ်တွေကိုလည်းစိတ်ကြိုက်စားလို့ရတယ်နောက်ပြီးတော့လုံးဝပြည့်နှစ်ဤစိတ်နဲ့စမိုင်နဲ့ပါသေးတယ် breast band line ဆိုလို့ရှိရင်လည်း share စားလိုက်မိရကျွန်တော်တယောက်တည်းနဲ့အိတ်တပန်းလုံးနီးပါပဲပြီးတော့အသီးအစုံနဲ့စားလို့ရတယ်ဒီ hotel က Sirona Hotel ဒီ cuisine မှာစနေနေ့တိုင်းခင်းပေးတယ် Alpha သွားစားရရမှန်လူကများနေပြီးသားဖြစ်နေလို့ဟိုဈေးလေးရောက်ဝိုင်းလေးရောက်တော့မသွားခင်ကြိုပြီး reserve လုပ်တာနော်